မုံလုံးရေပေါ်ကိုအုံတို့အနက်အရတာနဲ့အီစိမ့်စိမ့်လေးစားဖို့ကြလားတကြံရောက်ပြီဆိုတာနဲ့မဖြစ်မနေလှုပ်ရှားရမယ်မုံတစ်ခုကတော့မုံလုံးရေပေါ်လို့ခေါ်တဲ့ကံပေါ်မုံပေါ့နော်နေ့အဟောင်းမှာမတွေ့ကြုံခဲ့ရတဲ့ကံကောင်းမှုတွေအကုန်လုံးကိုနှစ်သစ်မှာပေါ်ပေါက်လာစေဖို့ရည်ရွယ်ချက်နဲ့အိမ်မှာကိုယ်တိုင်လှုပ်ရှားလေးရှိကြတယ်လို့မျိုးပတ်ဝန်းကျင်ကိုလည်းဝေမျှလေးရှိကြပါတယ်ဒီနေ့တော့ကျတို့အိမ်မှာလှုပ်ရှားဖြစ်တဲ့မူလပုံစံမပြတ်စေပဲအရသာလည်းပိုကောင်းတဲ့ကံပေါ်မုံပြုလုပ်နည်းလေးကိုမျှဝေပေးချင်ပါတယ်ရှင်ပဝင်ပစ္စည်းတွေကတော့ကောင်းညင်းမုံဆန်မုံမုံလောက်ထညက်စားနေငယ်အုံတို့အနှစ်တို့ပဲဖြစ်ပါတယ်ရှင်။သူကတော့ကောင်းညှင်းမုတ်800 gram နဲ့ဆန်မုတ်150 gram တို့ကိုသုံးထားပါတယ်။မုံနယ်မဲစလုံးလေးကိုကောင်းညှင်းမုတ်ဆန်မုတ်စားစပွဲတင်စွန်း2စွန်းနဲ့အနက်အရသာပုံမကောင်းမွန်စေဖို့အတွက်တော့အုံတို့အနှစ်ဘူးတပူကိုထည့်ပြီးတော့ကျူတို့သုံးပါမယ်။ပြီးရင်လက်ကလေးနဲ့ဖွဖွလေးနဲ့ပြီးတော့ရေအချိန်စားကိုလည်းမိမိလိုတလောက်နင်းစီထည့်သွားပါမယ်တခါတဲ့ရေတွေကိုအများကြီးထည့်လိုက်တာမျိုးမဟုတ်ဘဲနဲ့နည်းနည်းချင်းစီထည့်ပြီးတော့မုံသားလေးကစီးပိုင်ပြီးတော့လက်မှာမကတ်တော့သည့်အထိနေပါမယ်အခုလိုမျိုးမုံသားတွေကလက်နဲ့စလုံးမှာမကတ်တော့ဘူးဆိုလို့ရှိရင်ရပါပြီမုံလုံးဖို့အတွက်တော့ထညက်ကလေးတွေကိုအခဲသေးသေးလေးတွေဖြစ်အောင်ပြီးပါမယ်ဂျူးသုံးထားတဲ့မုံလုံးထညက်အညိုစားထညက်ခဲအဖြူနဲ့ကြံတကာခဲတွေလည်းသုံးလို့ရပါတယ်ထညက်ခဲသေးသေးလေးတွေလှိပြီးပြီဆိုလို့ရှိရင်တော့မုံလုံးလေးတွေစပြီးတော့လုံးပါမယ်အရင်ဆုံးမုံကိုလုံးလေးဖြစ်အောင်မုံသားလေးကိုနည်းနည်းယူပြီးတော့လုံးလိုက်မယ်ပြီးတော့မှအလဲမှာအချိုင်လေးလုပ်ပြီးတော့ထညက်ခဲလေးထည့်ပြီးတော့လုံးလေးဖြစ်အောင်လုံးမယ်ပေါ့နော်ဒီနေရာမှာတော့ဂျူးကတိတ်ပြီးတော့မလုံးတက်တဲ့အခါကျတော့မုံလေးကလုံးလေးမဖြစ်ဘဲနဲ့ချွန်လေးဖြစ်သွားရပါတော့ရေအစားအုံနှုတ်ထည့်ပြီးတော့သုံးထားတဲ့အတွက်မုံသားလေးကစပြီးတော့နေတဲ့အချိန်တည်းကအုံနှုတ်နှံလေးမှုမှုလေးနဲ့တော်တော်စားကျင်စရာလေးဖြစ်နေပြီပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဒီလိုမျိုးမုံနေနေတဲ့အချိန်ဆိုလို့ရှိရင်ကောင်းညင်းနဲ့မှုမှုလေးပဲရတာပေါ့နော်အခုကကြတော့ကောင်းညင်းနဲ့မှုမှုလေးမှာနောက်ထပ်အုံနှုတ်နဲ့မှုမှုလေးပါထည့်ရတဲ့အတွက်လုံးတဲ့အချိန်မှာတည်းကစားကျင်စရာလေးဖြစ်နေပါပြီမုံလုံးလေးတွေအသင့်ဖြစ်နေပြီဆိုလို့ရှိရင်ရင်နွေးရိုးတည်ပြီးတော့မုံလုံးလေးတွေထည့်ပြုတ်ပါမယ်ရင်နွေးပွက်ဆူတဲ့ကိုအခုလိုမျိုးမုံလုံးလေးတွေထည့်ပြီးတော့ပြုတ်လိုက်မယ်သူကကံပုံမုံဆိုတဲ့အတိုင်းပဲမုံသားလေးကျက်သွားပြီဆိုလို့ရှိရင်ရင်နွေးပွက်ဆူရဲ့အပေါ်မှာဘောလုံးပေါ်လာတယ်ပေါ့နော်အဲ့ဒါလေးတွေကိုဆယ်ပြီးသွားတော့ရေအေးအေးလေးနဲ့ထည့်ပြီးတော့စိမ့်လိုက်ပါမယ်ရေအေးအေးလေးစိမ့်ထားတဲ့အတွက်ဒီမုံလုံးလေးတွေကတစ်ခုနဲ့တစ်ခုကတ်နေရမျိုးပုံပြတ်သွားတာမျိုးတော့မရှိဘူးပေါ့နော်အခုဆိုရင်တော့အသင့်စားလို့ရတဲ့မုံလုံးရေပေါ်လေးရပါပြီအုံတို့ရေထည့်ပြီးတော့ပြုတ်လုပ်ထားတဲ့အတွက်မုံလုံးရေပေါ်ရဲ့အနံ့အရသာလေးကလုံးဝကိုမှုေးပြီးတော့ဤစိမ့်ပြီးတော့ထူးခြားနေရပေါ့နော်ငကိုတွေကဗမာမုံနေဆိုလို့ရှိရင်အရန်ကြိုက်တဲ့ဂျူးက original အရသာမုံလုံးရေပေါ်ကိုလည်းအရန်ကြိုက်တယ်ပေါ့နော်ဒါမဲ့ဒီမုံလုံးရေပေါ်လေးမှာကြတော့မုံလုံးထညက်အညိုရဲ့လေးပင်ချိုစိမ့်တဲ့အရသာလေးရဲ့မုံသားမှာပါဝင်တဲ့အုံတို့အရသာလေးရဲ့ပေါ်အုံသီးလေးဖြူထားတာရဲ့နဲ့ဆိုရင်တော်တော်လေးကိုလိုက်ဖက်ပြီးတော့စားကောင်းနေပေါ့နော်ကိုယ်တိုင်လည်းစားပြီးတော့အိမ်နီးနားချင်းတွေကိုလည်းဝေမျှပေးပါမယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတာ